စီဝါရေးတွေတော့တခုခုလှုပ်ချင်တဲ့သမီးရဲ့ဘာလို့ရင်တို့ကောင်းမလို့ သမီးလည်းအဲ့ဒါပဲစဉ်းစားနေတာစီးပွားရေးလုပ်တယ်ဆိုတာတော့အမေရဲ့ပါဇက်ကနေတော့လုပ်လို့မရအောင် ဟုတ်တယ် လက်တွေ့လုံးမှရမယ်အဲ့ဆိုတော့သွားမယ်လားအမေ ဟောဘယ်သွားမလို့တော့ သမီးစဉ်းစားထားတာတစ်ခုရှိတယ်အမေကိုရောက်ရင်သိလိုက်မယ်လားသွားမယ်အနေနဲ့ပတ်ဆိုင်တီအမေယူပတ်ဆိုင်ပြေးလာသမီး လေးဆိုင်ဟောဒီမေ ကဲအမေဒီမှာကြည့်အမပုံတက်တိုက်ကြည့်ဒီမှာအထဲဆိုင်ရောက်ပြီးကေးပြီးအထဲဆိုင် အထဲဆိုင်ဆိုတော့သမီးစီဝါရေးလုပ်လို့အမေတို့အဆင်ပြေပါမလား အဆင်ပြေတာဗောအမေရဲ့အထဲဆိုတာလူတိုင်းဝင်နေတာဟာဒီထဲမှာဆိုပိတ်စတွေရောပိတ်လိပ်တွေရောအများကြီးရှိတယ်သူများနဲ့မတူတဲ့ဒီဇိုင်းတွေကိုချုပ်ပြီးရောင်းမှာဗောအမေရဲ့ အေးအဲ့လိုဆိုလေလာအတူဝင်းကြည့်အောင်အဖေချ ဝယ်ကြည့်မယ်လား မင်္ဂလာပါရှင် KB တဲ့ဆိုင်မှာကြိုဆိုလိုက်ပါတယ်ရှင် ကျေးဇူးပါညီမလေးဟုတ်ပြီအမေဒီမှာကြည့်ပါဒီဇိုင်းတွေကလည်းစုံသားနေ တာတယ်စာအဆောင်ရေးတွေ မိုက်တယ် ဒီမလေးဗာလေးစားလုပ်ချင်တာလေ အထက်စီးပွားရေးလေးစလုပ်ချင်တာလေအဲ့ဒါအခုလိုက်ကြည့်နေတာတခါမှလည်းမလုပ်ဘူးဆိုတော့အခုမှလိုက်ကြည့်နေ အဲ့ဒါဆိုရင်ဒီမှာတော့စိတ်ကြိုက်ရွေးပြီးတော့ဝယ်လို့ရတယ်နော်ဘာလို့လဲဆိုတော့မတို့ KB ထိုင်ဆိုင်ကနှစ်ပေါင်း30ကျော်ရှိပြီမိသားစုစီးပွားရေးလုပ်ငန်းပေါ့နော်မျိုးဆက်ဆိုလည်း20ရှိပြီညီမလေးအဲ့တော့စိတ်ချယုံကြည်စွာနဲ့ပိတ်စာမျိုးစားတွေအကုန်လုံးလေ့လာလို့ရတယ်နော် အမမပြောခင်နေကညီမလေးစိတ်ချယုံကြည်တာဆိုလို့ဒါ KB ဆိုင်ပဲရှိတယ်ဆိုပြီးဒီကိုပဲတန်းကိုလာတာဘဲဆိုင်မအောင်မတော့ရ ဟုတ်လားအဲ့ဒါဆိုတော့ပို့ပြီးကျေးဇူးတင်ပါပြီအဲ့ဒါဆိုပို့ပြီးဆောင်ပြပေးမယ်ဈေးနှုန်းလည်းစိတ်ချဈေးနှုန်းတည်လည်းအတင်းတင်းနဲ့လုံးဝလက်ကားစီးပေးတာဖြစ်တဲ့တကူညီမလေးအထည်ချုပ်လုပ်ရင်လည်း AC စိတ်ချဈေးနှုန်းအသက်တာစေရမယ်ညီမ အ လေး ဆင်ပြေအောင်ပေါ့နော် ပြေတာပေါ့ညီမလေး အဲ့ဆိုမမအပေါ်ဓာတ်တွေကိုရှိသေးတာ ကိုရက်တွေလည်းရှိရပါညီမလေးသုံးလောက်ရှိ လိုက်ပြပေး အဲ့ဆိုရင်ညီမလေးလည်းလိုက်ရှာပြမယ်အမလည်းလိုက်ခဲ့မယ် ဟုတ်ပြီလားသွားမယ်ဒုတိယထပ်မှာလည်းစုံသားပဲเนาะ စုံထဲမှာဟုတ် ဟိုဒါမျိုးပိတ်စတွေကကြတော့ဒီလိုအထက်လိတ်တွေပဲရတာလားဟိုလို guide ရှင်တွေရောဘယ်လိုဝယ်လို့ရလဲ ဒီမှာကျတော့အလိတ်တွေမကောက်ဘူးပေါ့နော်ပစ္စည်းတစ်မျိုးကို9ကိုက်9ဘိုင်းကနေစပြီးတော့ဂိုက်ရှည်စီလက်ကားစီနဲ့ရောင်းချပေးနေပါတယ်မှာ ဟုတ်ပြီဟိုဈေးနှုန်းကရောအနည်းဆုံးဆိုလို့ရှိရင်ဘယ်လောက်လောက်ကလဲစရလဲပေါ့ ဈေးနှုန်းကတော့အရန်တန်တယ်အနည်းဆုံး2000ကနေ6000ကျော်ထိကိုပေါ့နော်ပစ္စည်းမျိုးစားပုံမူတည်ပြီးဈေးနှုန်းလေးကွာသွားပါတယ်မှာ 2000ကနေ6000 ဟုတ်ကဲ့ရှင့် အဲ့ဆိုတော့ဟိုဘယ်လိုပြောမလဲအိမ်လေးစီးပွားရေးတောင်လုပ်လို့ရတယ်ပေါ့နော်မစိုးအဲ့ဆိုအပေါ်တက်တွေရောရှိသေးတာ ရှိတယ်အပေါ်မှာရှိသေးတယ် သုံးပါရှိသေးတယ်ဆိုတော့လိုက်ကြည့်လိုက်ဦးမယ်ဟေးနော်ဟုတ်ပြီအပေါ်မှာလဲနော်ပစ္စည်း install တွေကအများကြီးပဲနော် အများကြီးရှိတာပေါ့အပေါ်မှာလည်းထက်ရှိသေးရဲ့ ဟိုတကယ်လို့များလေအမအနေနဲ့ကိုပိုင်ဒီဇိုင်းလဲထုတ်ချင်တယ်ပြီးတော့ဘယ်မှမရနိုင်နဲ့ပေါ့နော်ပစ္စည်းအစင်တွေဒီဇိုင်းတွေဆိုရင်ဘယ်လို order တင်ရလဲ အဲ့ဒါဆိုလို့ရှိရင်အခုလက်ရှိအမားတို့နဲ့ပေါ့နော်အထည်ချုပ်လုပ်ငန်းရှင်ကြီးတွေကအလိတ်ရချီထောင်ချီပြီးတော့လက်တွဲပြီးတော့ order မှာနေရလည်းရှိတယ်လက်ရှိရောက်တဲ့ပစ္စည်းတွေကိုမှအပြက်ပေါ့နော်တခါတည်းကိုတူးလေးပဲရှိအောင်လို့အပြက်ဝယ်နေရလည်းရှိတယ်အဲ့တော့ညီမလေးတွေဟိုကိုပိုင်ဒီဇိုင်းနဲ့မှာကျင်နေဆိုရင်အမားတို့ဒီမှာ order မှာလို့ရပါတယ်ညီမလေး ဟုတ်ပြီနောက်ဆိုလို့ရှိရင်အမားတို့လေ KB ကနေပြီးတော့ပေါ့နော်ဟိုဘယ်လိုပြောမလဲပစ္စည်း update တွေ update ထွက်တယ်ဆိုလို့ရှိရင်အမဘယ်ကနေကြည့်လို့ရမလဲ အဲ့ဒါဆိုရင် KB Textile page ရှိမယ်ပြီးလို့ Viber ရှိမယ် Telegram ရှိမယ် TikTok ရှိမယ် TikTok တို့မှာလည်းအမားတို့တင်ပေးပါတယ် အစုံပဲအဲ့ဆိုရင်ဟို line မောကနေလည်းဆက်သွယ်လို့ရတယ်ပေါ့ ဆက်သွယ်လို့ရပါတယ်ရှင်ဟုတ် ဟုတ်ပြီအမတော့အစုံပဲပစ္စည်းတွေ install တော်ထားတာပဲเนาะ ပစ္စည်းကတော့ဟို customer လိုချင်တာနဲ့ချက်ချင်းရအောင်ဒီမှာ install လေးထားပေးထားပါတယ်ချက်ချင်းလေးယူလို့ရပါတယ် နောက်တစ်ခုရှိသေးတယ်ဥပမာနေကနေပြီးတော့မှလေဒီပစ္စည်းတွေကိုလက်လီလက်ကဝယ်ခြင်းတယ်ဆိုလို့ရှိရင်ရောဖုန်းနံပါတ်ဆက်သွယ်ရမယ်ဖုန်းနံပါတ်နေရနေမှာကျင်နေဆိုရင်တော့အမတို့ KB Textile page messenger ကနေလည်းမှာလို့ရတယ်ဖုန်းနံပါတ်0939 0969ကိုလည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ညီမလေး အဆင်ပြေတာပေါ့အဲ့ဒါ ပြေတာပေါ့အရင်ပြေတယ်ဟုတ် အစုံမဲနော်အမားတို့ ဟုတ်အစုံရှိပါတယ်ဟုတ် install ကအမေရောဘယ်လိုသဘောရလဲမိုက်လား သဘောကျတာပေါ့အကြီးစင်ရောကလေးစင်ရောစက်ပဲရှေ့ပဲအမေကတော့ကြိုက်တယ် ပြီးရောအဲ့ဒါဆိုရင်တော့အမေ special ဆိုရင်တော့ပြီးရောအမေအတွက်ကိုအရင်ချုပ်ရမယ်အခုလောလောဆယ်တော့အမကလေဟိုဘယ်လိုပြောမလဲစီးပွားရေးလောလောဆယ်မလုပ်ခင်ပေါ့နော်ဒီပိတ်စပေါ့ကိုဝတ်ဖို့ ဝတ်ဖို့လည်းရတယ် ဂိုင်းနဲ့ဝယ်သွားအောင်မယ်လို့အမေအတွက်ကောကျမအတွက်ကောပေါ့နော် ဟုတ်ကဲ့ပါ ကျမလည်း shooting နေရှိတယ်ဆိုတော့ရိုက်ကူးရေးတွေဆိုတော့ဒီမှာကျတော့ဟို2000ကနေ6000လောက်ကစလာဆိုတော့အဆင်ပြေတယ်လေ ဟုတ်ကဲ့ပါ တကားလုံးဝတ်လို့ တကားလုံးစာဝတ်လို့ရတယ် တကားလုံးစာဝတ်လို့ရတယ်တန်လဲတန်တယ်လေအဲ့လိုဆိုတော့အေးအဆင်ပြေတယ်
အဲ့ဆိုအမေအောက်ကနေပြီးတော့ guide ရှေအောက်ကပဲရွေးလိုက်မယ်လေနော်ပစ္စည်းဘယ်လောက်များတော့ဆိုတို့မေတော်မတက်နိုင်တော့ ဟုတ်တယ်ဒီမှာပစ္စည်းတွေလေအလိတ်ထောင်ချီတောင်းချီပြီးတော့ထည့်ထားတာအများကြီးပဲ install ကိုလေ install ပြည့်ပဲ အဲ့ဒါ install ရှိတာလုပ်ငန်းလုပ်ရတာအဆင်ပြေတယ်တဲ့လား အဲ့တော့ customer စိတ်တိုင်းညဒီမှာချက်ချင်း ချက်ချင်း ယူသွားလို့ရအောင်လို့အပြည့်ကိုဖြည့်ထားပေးတာ မိုက်တယ်အဲ့လိုမျိုးလင်းမြန်းနေမှာကြိုက်တာအဲ့လို KB ဆိုလို့ရှိရင်လေ ဟုတ်ကဲ့ပါဟုတ် မကုန်နိုင်တော့ကြည့်ရှုမကုန်နိုင်တော့ ဟုတ်ကဲ့ဟုတ် အခုတော့မှဒါအစင်ဒီဇိုင်းတွေကတော်တော်များတာနော် ဟုတ်ကဲ့ အခု ဟုတ် တော့မှဒီဇိုင်းတော်တော်များတယ်အသစ်ထွက်ရင်တော့ပုံများမှာပေါ့ အ နော် တစ်တွေလည်း update ထွက်တယ်မှာ အများနဲ့ထွက်နေတာပေါ့နော် ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ အခုဒီနေ့ညီမတို့လိုက်ကြည့်ခဲ့တဲ့ဒီ KB အထည်ဆိုင်ရပေါ့နော်နှစ်ပေါင်း30ကျော်ရက်တည်လာခဲ့တဲ့မိသားစုအထည်လိပ်လုပ်ငန်းတစ်ခုလည်းဖြစ်တယ်။ယုံကြည်လဲစိတ်ချရတယ်အဲ့လိုမျိုးအထည်လိပ်တွေကိုလည်းသူတို့တရုတ်ပြည်ကနေပြီးတော့ဂျားကန်လုံးဝမရှိဘူးသူတို့ကိုယ်တိုင်ပဲတိုက်ရိုက်တင်သွင်းထားတာတွေ့ရပြီးတော့အမျိုးအစားပေါင်းကလည်း60ကျော်ရှိတယ်ဈေးနှုန်းဆိုလို့ရှိရင်လည်းဟိုတကယ်ကိုယ်တွေမထင်ထားတဲ့ဈေးပေါ့နော်2000ကနေပြီးတော့6000ဝန်းကျင်ဒါပိတ်လိပ်တွေကိုမှပစ္စည်းမှန်ဈေးမှန်နဲ့သူတို့ကရောင်းချပေးတယ်ချီတယ်တွေပြီးရင် local brand ထုတ်ချင်တဲ့သူတွေ designer အထည်ဆိုင်ပိုးတဲ့ဆိုင်လိုက်ဆေးသမားတွေအတွက်ဆိုရင်လည်းဒါပစ္စည်း quality ကောင်းပြီးတော့ဈေးနှုန်းတင်ပြီးတော့ဈေးနှုန်းလည်းတင်ပြီးတော့ပေါ့နော်ခစ်လဲမီတယ်ခစ်နဲ့ညီတဲ့ပိတ်စတွေလည်းသူတို့မှာအများကြီးပဲရှိတယ်ပေါ့နော်ပြီးတော့မြန်မာတနိုင်ငံလုံးမှာဒါမြန်မာတနိုင်ငံလုံးကိုဖြန့်ချီတဲ့ဆိုင်ကြီးပဲပြောရမှာပေါ့နော်သူတို့မှာဂိုးတောင်မှာလည်းအဲ့လိုပစ္စည်း install တွေအများကြီးရှိတယ်အကိုတွေတက်ကြည့်တာတော့6တောင်ညောင်းတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ဒီဆိုင်ရဲ့လိပ်စာကြတော့ရန်ကုန်နဲ့ယူဇနာပလာဇာတဲ့ဘေးဘက်လမ်းပေါ့နော်ယူဇနာလမ်းအေယာဘန်နဲ့ KBZ ဘန်ချာမှာရှိပါတယ်ကိုရီးယားတော့အထည်တွေအကုန်လုံးကြည့်ခဲ့တယ်ပေါ့နော်ပရိသတ်တွေလည်းတွားရောက်ကြည့်ရှုလို့ရပါတယ်နေကနေအပိတ်ချင်နေဆိုလို့ရှိရင်လည်းသူတို့ဒီမှာ Facebook page တွေမှာဝယ်ယူအပိတ်နိုင်ပါတယ်ရှင်ကျေးဇူးပါ